EFN က quarter final ကာဒီစီတီနဲ့ချက်စီတင်းပွဲကြိုတောင်းတချက်ညီမတို့မင်္ဂလာပါ Squad Forward Channel နဲ့ပြန်နေကြတော့ကျွန်တော်ကိုင်းဖြစ်ပါတယ်ညီတို့ဒီနေ့ဒါ EFN က quarter final ပွဲစဉ်တော့ရှိပါเนาะပထမဆုံးဒါပွဲကြိုတောင်းချက်မပြောခင်ကိုင်းမှာကျင်တာကတော့ဒါကိုင်းရဲ့ Telegram Channel လေး join လာပြီအဓိကတော့ဒါမောင်းကတ်တွေလိုချင်တဲ့ညီကိုတွေကတော့ Telegram Channel မှာပဲကိုင်းတင်ပေးပါတယ်ဒါကြောင့် Telegram Channel လေးကို join လိုက်ပေးပါ Channel လေးကိုဒီ video ရဲ့ comment လေးတွေမှာကိုင်းချထားပေးပါတယ်เนาะကိုတို့ဒီနေ့ဒါညီမစံတော်အချိန်2နာရီခွဲထိုင်းစံတော်အချိန်3နာရီမှာကန်မဲ့ဒါ Cardiff City နဲ့ချက်စီတင်းတို့ရဲ့ဒါ EFN က quarter final ပွဲစဉ်ကိုပွဲကြိုတောင်းချက်နဲ့ပြောပေးမှာပေါ့เนาะပွဲကြိုတောင်းချက်မပြောခင်ဒီနေ့တင်းဒါပီးမီယာလိဒါ2019ပေါ့เนาะ19-18လောက်တွေ့ဆုံထားမှုတော့ရှိတယ် Cardiff City ရဲ့အိမ်ကွင်းမှာပေါ့เนาะ1-2ဆိုတဲ့ရနဲ့ချက်စီနိုင်ထားတယ်ချက်စီတင်းရဲ့အိမ်ကွင်းမှာတော့4-1ဆိုတဲ့ရနဲ့ဒါနိုင်ထားတော့ရှိရပေါ့เนาะအဲ့တော့ဆိုရင်တော့ဒါအဝေးကွင်းချက်စီပေးတဲ့ body ဈေးကတော့ဒါတစ်လုံးမိုင်းနဲ့90ကြေးထိပေးထားတယ်ပေါ့နော်လက်ရှိဒါကိုင်းတို့ခြေတမ်းပိုင်းပြန်သွားကြည့်မယ်ခြေတမ်းပိုင်းပြန်ကြည့်ရမယ်ဆိုရင်တော့ Cardiff City ရဲ့ဒါအိမ်ကွင်းရလာပိုင်းတော်တော်လေးကောင်းတဲ့အထဲမှာတော့ရှိရတာဒါ England Division 1မှာကန်နေတာပေါ့နော်တောက်လျှောက်ကိုဒါနိုင်ပွဲဒါအိမ်ကွင်းရလာပိုင်းတော်တော်လေး strong ဖြစ်တယ်တပွဲပဲရှုံးထားတဲ့အနေအထားမျိုးမှာတော့ရှိရပေါ့နော်ပြီးတော့ဒါချက်စီတင်းနေနဲ့ဒါအဝေးကွင်းနိုင်ပွဲတော့မရှိထားဘူးအဝေးကွင်း3ပွဲဆက်ရှုံးတာတော့ရှိရပေါ့နော်ပြီးခဲ့တဲ့ပတ်မှာဆိုရင်တော့ဒါအိမ်ကွင်းမှာ Everton တင်းကို2-0ဆိုတဲ့ရလနဲ့ဒါအိမ်ကွင်းပြန်ပြီးတော့နိုင်ထားတဲ့ပွဲစဉ်လေးတော့ရှိရပေါ့လက်ရှိ body ဈေးတန်းကိုပြောမယ်ဆိုရင်တော့ချက်စီးတင်းဘက်ကနေနှလုံးပလက်85ဂိုပေါင်းသေး3လုံးပလက်20ပေးထားရပါတော့เนาะချက်စီးတင်းဒါပေးတဲ့ body ဈေးတန်းတော့ပြော့တယ်အင်္ဂလန်ပရီးမီးယားလိဂ်ကနေဒါ division 1ကိုပေးတဲ့ဈေးကတော့ဒါနှလုံးသေးနှလုံး minus ထိဒါပေးလို့ရပါတော့ချက်စီးလက်ရှိပေးထားတဲ့ body ဈေးတန်းအနေတော့များတယ်နှလုံးသေးကနေ85ကတော့ဒါချက်စီးတင်း body နေခြင်းညာတော်တော်လေးကောင်းတယ်ပေါ့เนาะကိုင်းရဒီနေ့ပွဲတော့ body ဈေးတော့ရှောင်းတယ်ဂိုပေါင်းသေးစဉ်းစားမယ်ဂိုပေါင်းသေး3လုံးပလက်20ကြီးပေါ့เนาะဒီဈေးတန်းကိုကြည့်ချင်းအပြည့်ဒါတစ်ဖက်တည်းပေါ့เนาะအဝေးကွင်းချက်စီးပဲဂိုရမယ်တွက်ထားပုံရပါကိုင်းရလက်ရှိမှာဆိုရင်တော့ဒါ Cardiff City နေနဲ့အင်ကွင်းလုံးဝတော့ဒါကောင်းနေတဲ့အတွက်ကြောင့်ဒါချက်သေးတင်းတော့ဒါတကိုးရမယ်လို့တွက်လို့ရတယ်1-2တို့1-3တို့ဒီလိုမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒါကြောင့်ကိုင်းရတော့ဒီနေ့Cardiff City နဲ့ချက်စီးတင်းရဲ့ပွဲစဉ်မှာဆိုရင်တော့ဂိုးပေါင်းပေါ်ကြိုက်ပါတယ်ကြိုက်တူညီကိုလိုက်ပြီးကစားလို့ရပါတယ်ကြိုက်မတူတော့ဘက်ကန်ကစားလို့ရပါတယ်နော်ကိုင်းပထမမှာခဲ့တော့ Telegram Channel လေး join ထားပေးပါနော်ကိုတို့ဒီဂျားရဲ့ပွဲစဉ်တွေမှာညီကိုတို့ပြန်ပြီးဆုံပါမယ်ကိုင်းအားပေးရတာ Facebook က TikTok YouTube ကညီကိုတယောက်ချင်းဆိုင်ကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်